မင်္ဂလာပါဒီတစ်ခါမှာတော့ကျမတို့ရဲ့ channel ပရိသတ်ကြီးအတွက်ကိုယ့်ရဲ့မွေးတဲ့ခုနှစ်ရဲ့နောက်ဆုံးကဏ္ဍလေးတစ်လုံးကနေပြောပြနေတဲ့ကိုယ့်ရဲ့စိတ်အကြောင်းကို channel ပရိသတ်ကြီးအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးဟာလူအများစုမှာ98%လောက်မှန်ကန်မှုရှိနေတာကြောင့်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်အကြောင်းနဲ့ဘယ်လောက်တိုက်ဆိုင်မှုရှိပြီးမှန်ကန်မှုရှိလဲဆိုတာကိုcommentမှာရေးပေးသွားလို့ရပါတယ်နော်ဒီဗီဒီယိုထဲမှာကတော့ရေမီးမြေတစ်တတုဆိုပြီးတော့ဓာတ်၅ခုကိုပေးထားပါတယ်ဒီအစီအစဉ်မှာပါဝင်ဖို့အတွက်တစ်မွေးတဲ့နှစ်ရဲ့နောက်ဆုံးကဏ္ဍကိုကြည့်ပေးပါဥပမာအနေနဲ့တင်းရဲ့မွေးနှစ်က1998ဖြစ်တယ်ဆိုရင်တင်းရဲ့နောက်ဆုံးကဏ္ဍက10ဖြစ်တဲ့အတွက်သူနဲ့သက်ဆိုင်တဲ့ဓာတ်ကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်တင်းရဲ့ရွေးချယ်မှုနဲ့အတူတင်းရဲ့ဘဝလျှို့ဝှက်ချက်အကြောင်းလေးကိုထုတ်ဖော်လိုက်ကြရအောင်နော်အစီအစဉ်လေးကိုခုပဲစလိုက်ကြရအောင်နော်တင်းရဲ့မွေးနေ့ရဲ့နောက်ဆုံးကဏ္ဍက3ညနဲ့တဖြစ်ခဲ့တယ်ဆိုရင်တော့တင်ကတတုအုပ်စုထဲမှာပါဝင်ပါတယ်။မွေးနေ့မှာ3ညဒါမှမဟုတ်တစ်နေ့ဆုံးတဲ့သူတွေဟာတတုလိုပဲမာကျောတဲ့ဇယိုက်လက္ခဏာတွေရှိပြီးတော့ဒူပေဒံပေခံနိုင်တဲ့သူတွေပါ။အလွန်တည်ကြည်ပြီးတော့ကိုအားကိုတက်တာအမြဲကိုဆန္ဒအလျောက်သာလောက်ကင်လိုတဲ့စိတ်ရှိသူတွေဖြစ်ပါတယ်။ချစ်ချင်းမေတ္တာနဲ့တာယာတဲ့နေရာကိုနေထိုင်ဖို့ရှာဖွေလိုပါတယ်။လိုချင်တာကိုရအောင်ယူတတ်ပြီးအောင်မြင်ဖို့အတွက်ဆိုဘာလို့ရလုံးမဲ့သူတွေပါပဲဒီနေရာမှာမကောင်းတဲ့အချက်ကတော့အာနာဂုံပကသနနဲ့စီးစိမ်တွေကိုပိုပြီးတက်မှတ်လိုချင်တက်နေတာပါပဲနော်တော်ယုံတန်ယုံအလျှော့မပေးတတ်ပဲတိတ်ပြီးဒီမခံနိုင်တဲ့လူစားတွေပါတစ်မွေးနှစ်ရဲ့နောက်ဆုံးကဏ္ဍကနှစ်ဒါမှမဟုတ်3ဖြစ်ခဲ့တယ်ဆိုရင်တော့တင်ဟာရေအုပ်စုထဲမှာပါဝင်နေပါတယ်မွေးနှစ်မှာနှစ်ဒါမှမဟုတ်3နဲ့ဆုံးတဲ့သူတွေဟာရေဓာတ်ကိုစားပြုပြီးတော့ချစ်စပွဲကောင်းပါတယ်စိတ်ကောင်းနှလုံးကောင်းရှိပါတယ်တပားသူတွေကိုစာနာရိုင်းပင်းတတ်တဲ့ဇယိုက်လက္ခဏာရှိသူတွေပါနော်ကြီးမားတဲ့စိတ်ကူးအိမ်မက်တွေရှိပြီးတော့ဖန်တီးနိုင်စွမ်းလည်းရှိကြပါတယ်အမှုပညာပိုင်းနဲ့ဆက်နွယ်နေတဲ့အလုပ်တွေမှာအတတ်ပညာပိုင်းဆိုင်ရာအလုပ်တွေကိုတော့လုပ်မယ်ဆိုရင်အောင်မြင်နိုင်ပါတယ်မြင့်မားတဲ့အာယုံခံနိုင်စွမ်းအားရှိပြီးအမှုစိတ်နိုင်မှုမှာအလွန်သာတဲ့လူစားတွေပဲဖြစ်ပါတယ်နော်တစ်မွေးနှစ်မှာနောက်ဆုံးကဏ္ဍက4ဒါမှမဟုတ်5နဲ့ဖြစ်ခဲ့ရင်တော့တင်ကတစ်အုပ်စုထဲမှာပါဝင်နေပါတယ်။တစ်ကိုစားပြုတဲ့သူတွေဖြစ်ပြီးပုံမှန်အားဖြင့်စ조사ပြီးမိမိကိုယ်ကိုအပြည့်အဝယုံကြည်မှုရှိတဲ့သူတွေပါပဲ။ကဘာအနှံ့စူးစမ်းလေ့လာလိုတယ်။ကိုနဲ့စိတ်နဲ့နေရာတစ်တွေဆိုရင်သဘောကျတယ်။ပဟေလိဆန္ဒကိုကြိုက်တဲ့အတစ်ဆန်းတွေအတွေ့အကြုံတစ်တွေကိုလိုချင်ကြတယ်။ဘယ်တော့မှတကူကောင်းဆန်ဆန်တွေမပြုတ်မှုတဲ့သူတွေပဲဖြစ်ပါတယ်။တစ်မွေးနှစ်ရဲ့နောက်ဆုံးကဏ္ဍက6ဒါမှမဟုတ်9ဖြစ်ခဲ့တယ်ဆိုရင်တော့တင်ကမီးအုပ်စုထဲမှာပါဝင်နေပါတယ်။မီးကိုစားပြုတဲ့သူတွေဟာတကယ်ကိုစွန့်စားရဲတဲ့သူတွေဖြစ်ပါတယ်။ကဘာပတ်ဖို့အမြဲစိတ်ကူးရင်နေတဲ့သူတွေပဲဖြစ်ပါတယ်နော်။အလွန်ပြော့လွယ်ပြောင်းလွယ်တဲ့အကျင့်ရှိပါတယ်။တဘာဝကျတဲ့အတွေးအမြင်တွေနဲ့နှစ်လိုဖွဲ့ဆင်းရှိပြီးပတ်ဝန်းကျင်ကိုဘယ်လိုမြင်ရမလဲကောင်းကောင်းသိတဲ့သူတွေပဲဖြစ်ပါတယ်။တစ်မွေးနှစ်ရဲ့နောက်ဆုံးကဏ္ဍက10ဒါမှမဟုတ်9ဖြစ်ခဲ့ရင်တော့တင်ဟာမြေအုပ်စုထဲမှာပါဝင်ပါတယ်။မြေကိုစားပြုတဲ့သူတွေဖြစ်ပြီးတိတ်ကိုရည်မှန်းချက်ကြီးတဲ့သူတွေဖြစ်ပြီးယုံကြည်စိတ်ချဖို့အကောင်းဆုံးလူတွေပါအရာတိုင်းကိုဂရုတစိုက်ရှိပြီးတော့ဘယ်တော့မှတောင်လုပ်ရက်တွေကိုမလုပ်ဆောင်တတ်ကြပါဘူးစီးစနစ်ကြတဲ့သူတွေဖြစ်ပြီးအမြဲတမ်းအစီအစဉ်နဲ့ရှိပြီးကြနာနေတတ်တဲ့သူတွေပါဘာကိုမှမကြောက်တတ်တဲ့သူတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမခုတင်ဆက်ပေးခဲ့တာကတော့ကိုယ့်ရဲ့မွေးနေ့နောက်ဆုံးကဏ္ဍကပြောပြနေတဲ့ကိုယ့်ရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကပရိသတ်ကြီးအတွက်ကိုက်ညီမှုရှိတယ်ဆိုရင်တော့commentမှာရေးသားသွားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်